မြန်မာနိုင်ငံစီဆက်ပိုင်ရှင်များအသင်းကလာမယ့်မိုးရာသီမှာရှမ်းပြည်နယ်ကသီးနှံစိုက်ပျိုးမဲ့တောင်သူတွေအတွက်စီထွက်သီးနှံ၅မျိုးကိုဈေးကွက်အာမခံချက်ရှိကြောင်းထုတ်ဖော်အသိပေးပြောဆိုလိုက်ပါတယ်။ဒီသတင်းကိုမြရည်သတင်းကတင်ဆက်ထားပါတယ်။ပါရမီဖွံ့ဖြိုးရေးကွန်ရက်ကမတ်လ25ရက်နေ့တောင်ကြီးမြို့မှာကျင်းပခဲ့တဲ့တောင်သူတွေ့ဆုံပွဲမှာမြန်မာနိုင်ငံစီဆက်လုပ်ငန်းရှင်များအသင်းကဥက္ကဋ္ဌအပါအဝင်တာဝန်ရှိသူအချို့တက်ရောက်ခဲ့ကြပြီးသီးနှံအများဆုံးစိုက်ပျိုးကြမဲ့လာမယ့်2026မိုးရာသီမတိုင်ခင်မှာမြေပဲနှမ်းနေကြပန်းနှမ်းပဲပုတ်စိုက်ပျိုးကြရင်ဈေးကွက်ခိုင်မာမှုရှိကြောင်းအာမခံချက်ပေးခဲ့တာဖြစ်ပါတယ်။ရာသီချိန်မတိုင်ခင်ကတည်းကသီးနှံဈေးကွက်တွေနဲ့ပတ်သက်ပြီးသတင်းအချက်အလက်အခိုင်အမာပေးနိုင်တဲ့အစဉ်လာမရှိခဲ့ပေမဲ့အခုလိုပေးလာတာနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံစီဆက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးစန်းထွန်းလွင်ကအခုလိုပြောပါတယ်။ကျွန်တော်တို့အခုဒီတောင်ကြီးမှာအခုကျွန်တော်တို့ကြီးရောက်နေတယ်ပေါ့နော်။ဒီရောက်တဲ့ဒေသမှာဈေးကွက်တောင်သူတွေကိုစီတွယ်သီးနှံစိုက်ရင်ဈေးကွက်အာမခံရှိပါတယ်ဆိုတဲ့ကိစ္စလေးတွေကိုကျေကျေပြန့်ပြန့်လိုက်ပြီးလှုပ်ဆောင်နေရတာက2025ခုနှစ်8လပိုင်းမှာဖြစ်ခဲ့တဲ့ခရက်ကစတာပဲ2025ခုနှစ်8လပိုင်းမှာကျွန်တော်တို့မြန်မာနိုင်ငံထဲမှာစီတွယ်သီးနှံကိုစီယိုလည်းဝယ်မဲ့သူမရှိဘူးအဖက်ကိုလည်းဘယ်နေရာရောင်းရမှန်းမသိတဲ့ကာလာလေးအကြီးမုံကာလာဒိုလေးတစ်ခုလေးဖြစ်လိုက်တာအဲ့ဖြစ်လိုက်တဲ့ကာလာဒိုလေးဖြစ်လိုက်တာကနေပြီးတော့ဒီစောင်းသီးနှံစောင်းစီထွက်ကုန်ဘယ်သူမှမစိုက်ကြပါနဲ့စိုက်ဧကရဲ့40ရာခိုင်နှုန်း50ရာခိုင်နှုန်းလောက်ကိုယော့သွားတာအဲ့ဒီယော့သွားတဲ့ဒဏ်ကအခုဒီကျွန်တော်တို့မတ်လမှာမြန်မာနိုင်ငံမှာစီတွယ်သီးနှံတော်တော်ရှားပါတဲ့ခရကြီးကိုဖြစ်သွားတာပေါ့နော်ဒီဟာကြီးကဖြစ်သွားပြီးမှစီသေးတွေမဖြစ်သင့်မဖြစ်တတ်တဲ့ဈေးတစ်ခုတွေကိုတက်သွားတယ်ဒီလိုပုံစံမျိုးတွေဖြစ်သွားတာပေါ့နော်အဲ့လိုဟာတွေထပ်မှန်ပြီးမဖြစ်ရအောင်လို့ကျွန်တော်တို့အသင်းကမိုက်ဘယ်လိုပြောမလဲလူများနေဒီမှာတော့လူမိုက်လို့လည်းမြင်မယ်ဒါပေမဲ့သေချာတွက်ချက်ပြီးမှတောင်သူတွေကိုစီထွက်သီးနှံစိုက်ရင်အဆင်ပြေပါတယ်အာမခံချက်ရှိပါတယ်ကျွန်တော်တို့ဘလို့အခြေအနေမျိုးမှာဖြစ်ဖြစ်ဒီဈေးတန်းတစ်ခုအောက်မလျော့စေရပါဘူးဆိုတော့အာမခံချက်ပေးတဲ့အလုပ်ကိုလိုက်လုပ်တာအခုဒီရှမ်းပြည်နယ်မှာနော်စိုက်ပျိုးရေးပြန်ပြီးစတော့မဲ့အချိန်မှာကျွန်တော်တို့လာပြီးမှစီထွက်သီးနှံနဲ့ပတ်သက်ပြီးမြေပဲနှမ်းနော်နေကြပန်းနှမ်းပဲပုတ်ဒီ3မျိုးဒီပစ္စည်း5မျိုးကိုအာမခံချက်ဈေးကွက်အာမခံချက်ရှိပါတယ်ထွက်လာလို့ရှိရင်ဝယ်သူမရှိဘူးဆိုတာမဖြစ်စေရဘူးပြီးခဲ့တဲ့2025မိုးရာသီမှာမကွေးမန္တလေးစတဲ့အညာဒေသကထွက်ရှိလာတဲ့မြေပဲနဲ့နှမ်းဖြူတွေပေါ်လာချိန်မှာဈေးနှုန်းတွေကတောင်သူတွေရဲ့စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အောက်ကျဆင်းခဲ့ပါတယ်။အဲ့ဒီရာသီမတိုင်ခင်သီးနှံရာသီတွေမှာလည်းဈေးကောင်းခဲ့တာမဟုတ်တဲ့အပြင်2025မိုးရာသီမှာမိုးကောင်းခဲ့တဲ့အတွက်လည်းဈေးကွက်ဈေးနှုန်းပြင်သီးနှံပျက်စီးတာတွေလည်းမကြုံစဘူးဖြစ်ခဲ့ပါတယ်။ဒါကြောင့်ရာသီကဖြတ်တဲ့အပြင်ဈေးနှုန်းကလည်းစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အောက်ထိကျဆင်းခဲ့တာဖြစ်လို့2025ဆောင်းရာသီမှာစီထွက်သီးနှံစိုက်ရကတွေရော့ကျခဲ့ပြီးရာကိုဖတ်တဲ့လက်ကိုဖယ်လာကြတဲ့အထိဖြစ်ခဲ့ပါတယ်။ဒါကြောင့်မိုးရာသီသီးနှံပေါ်ချိန်မှာစီထွက်သီးနှံတွေဈေးကျပြီးရာသီလည်းဖြတ်ခဲ့တာကြောင့်တောင်သူတွေအထိနာပြီးစောင်းတသိန်းမှာစိုက်ရကတွေရော့ကျခဲ့ပါတော့တယ်။အဲ့ဒီနောက်ဆက်တွဲအနေနဲ့ဈေးကွက်ထဲမှာစီဇန်ရှားလာပြီးစီဆက်တွေလက်ပတ်ဖို့စီဇန်တွေဈေးမြင့်လာတာကြောင့်အခက်တွေ့လာတာပဲဖြစ်ပါတယ်။လက်တလောပြည်တွင်းစီဖူလုံဖို့သွင်းကုန်အတွက်နိုင်ငံခြားငွေပေးချေရတဲ့ပမာဏတွေကိုရှော့ချနေတာကြောင့်စီထွက်သီးနှံတွေတိုးမြင့်စိုက်ပျိုးတာကလက်ရှိချမှတ်ထားတဲ့ policy တွေနဲ့ကိုက်ညီနေတာဖြစ်ပါတယ်။ဒါအပြင်ထွက်ရှိလာတဲ့စီထွက်သီးနှံတွေကိုပြည်တွင်းမှာလှည့်လည်သုံးစွဲပြီးပိုရှန်လာတဲ့စီဇန်တွေကနေနိုင်ငံခြားဝင်ငွေရရှိတဲ့အခြေအနေမှာရှိနေတာဖြစ်ပါတယ်။ရန်ဆောင်မြို့နယ်ကမြေပဲနေကြစိုက်ပျိုးတဲ့တောင်သူကိုစားပြုအမျိုးသမီးတောင်သူတို့ကတော့အခုလိုပြောပါတယ်။အခုဟာပေါ့နော်ဒီကျမတို့ဒီဟာပေါ့နော်စီထွက်တင်တဲ့နဲ့ပတ်သက်ပြီးတော့မှဒီဟာပေါ့နော်စီအာမကန်ဆက်ရှိလဲရှိတယ်တကယ်တော့ကိုယ့်ရဲ့ပြည်တွင်းမှာလည်းတကယ်လိုအပ်တယ်ဖြစ်တဲ့အတွက်ကျမတို့ဆက်ပြည့်ရတဲ့သူအနေနဲ့လည်းဒီဟာပေါ့နော်ဒီပြောင်းတင်တဲ့ကိုပဲမိခိုအားထားတာမျိုးမဟုတ်ဘဲနဲ့ဒီကြားတင်တဲ့ဒီပြက်ဟာပေါ့နော်ဒီစီထွက်တင်တဲ့ကိုလည်းစိတ်ပြိုးစေချင်တာပေါ့နော်ဒါမှတည်းကျမတို့ကတကယ်လဲဟိုဟာဈေးကွက်ရဲ့လိုအပ်ချက်အရာကျမတို့ရဲ့တန်သူရဲ့ဝင်ငွေတစ်ဖက်သက်လမ်းဝင်ငွေလည်းရအောင်ဟိုပေါ့စိတ်ပြိုးတင်တာပေါ့နော်ရေပဲနှံနေကြစီမုံညင်းပန်းနှံပဲပုတ်စားတဲ့မြမစီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုက2023ခုနှစ်မှာစိုက်ပျိုးဦးစီးဌာနကထုတ်ပြန်တဲ့စာရင်းအရစိုက်ရက89သိန်းကျော်ရှိပါတယ်။အဲ့ဒီတဲကမှစားသုံးစီအတွက်ရောတရိတ်ဆန်စာအတွက်ပါအသုံးဝင်တဲ့ပဲပုတ်စိုက်ပျိုးဧကမနစ်က AR တိုင်းမှာစိုက်ရက9000ထိတိုးတက်လာပြီးပဲပုတ်တစ်ပိသားကျပ်9000ထိဈေးကောင်းခဲ့ပါတယ်။
လက်ရှိမြန်မာနိုင်ငံစီဆက်အသင်းရဲ့ဈေးကွက်အာမခံချက်ပေးတဲ့အထက်မှာပဲဖို့လဲပါဝင်တဲ့အပြင်နှမ်းမဆိုင်ပြိုးဘူးသေးတဲ့ရှမ်းပြည်နယ်ကအနီရောင်စိုက်ပျိုးမြေတွေမှာလည်းနှမ်းကိုစောင့်သက်စိုက်ပျိုးဖို့အကြံပေးလာကြပါတယ်။ဒါကြောင့်ပါရမီဖွံ့ဖြိုးရေးကွန်ရက်ကဦးဆောင်ပြီးတောင်ကြီးမြို့ကန်ကြီးရက်ကပိုင်းမျိုးသားဗတ်စုံဖွံ့ဖြိုးရေးကွင်းမှာကျင်းပတဲ့တောင်သူတွေ့ဆုံပွဲမှာဈေးကွက်အာမခံချက်ရှိတဲ့တီးနှံတွေကိုမြန်မာနိုင်ငံစီဆက်အသင်းကထုတ်ပြန်ခဲ့တဲ့အတွက်တောင်သူတွေကကြိုးစုခဲ့ကြပြီးဈေးနှုန်းအာမခံချက်ရှိလာအောင်ပူးပေါင်းဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။လာမယ့်ကာလတွေမှာဖြစ်ပေါ်လာမယ့်ဈေးကွက်အခင်းကျင်းတွေကိုသုံးသပ်ပြီးဖြစ်လာနိုင်တဲ့စီဇန်ဈေးကွက်ပေါ်မှာအခုလိုဈေးကွက်အာမခံချက်ကိုပေးလာတာလည်းဖြစ်ပါတယ်။လာမယ့်တကြံအပြီးမှာလည်းမြန်မာ COG ဒေတာလို့တင်စားကြတဲ့မကွေးတိုင်းဒေတာကြီးမှာလည်းအခုလိုဈေးကွက်အာမခံချက်ပေးမဲ့အသည့်ပွဲကိုဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ဒီသတင်းကိုမြတ်ရိပ်သတင်းကတင်ဆက်ထားပါတယ်ရှင်။